မေလ26ရက်မနက်ပိုင်းမှာလေဖိအားနည်းရဝန်းဖြစ်နိုင်တဲ့လေဝေလိုင်းကတော့အစပြိုးဖြစ်ပေါ်နေကြောင်းတင်ချာပုံစံပြုမော်ဒယ်3ခုကတပြေးညီဖော်ပြနေတာတွေ့ရပါတယ်။မော်ဒယ်3ခုရဲ့ဒီနေရာဖော်ပြချက်တွေကတော့အနည်းငယ်စီကွဲလွဲနေတာတွေ့ရပါမယ်။ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြေခန့်မှန်းချက်အတိုင်း90%ရှိနေပါတယ်။မုန်တိုင်းဝင်ရောက်မှုဟာငလျင်ထိဒေသများမန္တလေးစကိုင်းကိုဗဟိုပြုနေတာတွေရပါတယ်။ထပ်မံတွေ့ရှိချက်များသိရပါကအချိန်နဲ့တပြေးညီတင်ပြပေးမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံချင်းလို့ရတဲ့ VPN ချိတ်ကြည့်ပေးခြင်းဖြင့်ကျမတို့ကိုအကူအညီပေးနိုင်ပါတယ်။ရှက်တီဆိုင်ကလုန်းမုန်တိုင်းရှိန်ကြောင့်ဧရာဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းအနောက်ချမ်းမန္တလေးတိုင်းတောင်ပိုင်းကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းလေပြင်းတိုက်လျှက်စီးလက်မိုးကြီးမီနေရာကွက်မိုးသေးထန်ရွာမီကျန်ဒေသများကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းမန္တလေးတိုင်းမြောက်ပိုင်းမကွေးတိုင်းအရှေ့ပိုင်းနေရာကွက်ကြားမိုးကျဲကျဲမှကွက်ကြားမိုးကြီးမီအထူးသတိပြုရန်ပင်လယ်ပြင်လေပြင်းရေပြင်မြန်မာကပ္ပလီပင်လယ်ပြင်နှင့်ရခိုင်ပင်လယ်ဧရာဝတီပင်လယ်ရန်ကုန်ပင်လယ်မုတ္တမပင်လယ်ကွေ့မွန်ပင်လယ်တနင်္သာရီပင်လယ်တို့တွင်မေ15ရက်နေ့မှဇွန်2ရက်ထိအတွင်းအနောက်တောင်မုတ်တုံလေအားကောင်းခြင်းအရှိန်ကြောင့်ရေပြင်လေပြင်ဟာတနအီ40မိုင်မှ50မိုင်ထိမိုးသက်လေပြင်းများတိုက်ခတ်ကာမိုးကြီးရေရှမ်းရွာမည်မြန်မာပင်လယ်ပြင်နှင့်မြန်မာကမ်းရိုးတန်းဒေသများမြေပြင်ရေပြင်လေပြင်းများတိုက်ခတ်နိုင်သည့်အတွက်ကြိုပြင်ဆင်နိုင်ကြပါစေ။ဒါအပြင်မိုးဦးကာလမှာဖြစ်တတ်တဲ့မိုးကြိုးအနေရေကိုလည်းဂရုစိုက်နေထိုင်ကြဖို့သူကဆက်ပြီးအကြံပြုထားပါတယ်။မုတ်တုံအားရဲ့တက်ရောက်မှုတွေကြောင့်လည်းမြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းတွေမှာမိုးကြီးရေရှမ်းတာတွေဖြစ်လာနိုင်တာမလို့ငလျင်တန်းသင့်ဒေသတွေအနေနဲ့အထူးသတိထားကြဖို့လိုတယ်လို့လည်းမိုးဇလပညာရှင်တွေရဲ့တိုက်တွန်းမှုတွေလည်းရှိနေပါတယ်။မေ20ရက်ကနေမေ26ရက်အထိဒေသအလိုက်မိုးလေဝသခန့်မှန်းချက်ပသိမ်မုတ်တုံလေဝင်ရောက်နေပြီးမို့ဒီရက်တစ်ပတ်လုံးမှာမိုးရွာသွန်းဖို့ရှိပါတယ်။မိုးထစ်ချုံမှုနဲ့အတူလေကြမ်းတွေလည်းတိုက်ခတ်နိုင်ပါတယ်။ညောင်တုံးဒီကနေ့နဲ့မနက်ဖြန်မှာတော့မိုးရွာသွန်းနိုင်ခြေမရှိပါဘူး။ကြံနေ့တွေမှာတော့မိုးအနှဲငယ်ကနေအသင့်တင့်ရွာနိုင်ခြေရှိပါတယ်။အင်္ဂပူဒီကနေ့မှာတာယာတဲ့ရာသီတုရှိနေပေမဲ့ကျန်းနေ့များမှာတိမ်ထူထပ်နေနိုင်ပြီးမိုးနှင်းငယ်မှအသင့်အတင်းရွာသွန်းနိုင်ခြေရှိပါတယ်။ဟင်္သာတဒီကနေ့မှာတာယာတဲ့ရာသီတုရှိနေပေမဲ့ကျန်းနေ့များမှာတိမ်ထူထပ်နေနိုင်ပြီးမိုးနှင်းငယ်မှအသင့်အတင်းရွာသွန်းနိုင်ခြေရှိပါတယ်။မေ25နဲ့26တွေမှာတော့မိုးများနိုင်ပါတယ်။မအူပင်ဒီကနေ့နဲ့မနက်ဖြန်မှာတော့မိုးရွာသွန်းနိုင်ခြေမရှိပေမဲ့တိမ်ထူထပ်နေပါမယ်။ကြံနေ့တွေမှာတော့မိုးနှင်းငယ်ကနေအသင့်တင့်ရွာနိုင်ခြေရှိပါတယ်။အင်္ဂပူဒီကနေ့မှာတာယာတဲ့ရာသီတုရှိနေပေမဲ့ကြံနေ့များမှာတိမ်ထူထပ်နေနိုင်ပြီးမိုးနှင်းငယ်မှအသင့်အတင်းရွာသွန်းနိုင်ခြေရှိပါတယ်။ဟင်္သာတဒီကနေ့မှာတာယာတဲ့ရာသီတုရှိနေပေမဲ့ကြံနေ့များမှာတိမ်ထူထပ်နေနိုင်ပြီးမိုးနှင်းငယ်မှအသင့်အတင်းရွာသွန်းနိုင်ခြေရှိပါတယ်။မေ25နဲ့26တွေမှာတော့မိုးများနိုင်ပါတယ်။မအူပင်ဒီကနေ့နဲ့မနက်ဖြန်မှာတော့မိုးရွာသွန်းနိုင်ခြေမရှိပေမဲ့တိမ်ထူထပ်နေပါမယ်။ကြံနေ့တွေမှာတော့မိုးနှင်းငယ်ကနေအသင့်တင့်ရွာနိုင်ခြေရှိပါတယ်။ကံကြီးတောင်ဒီရက်တစ်ပတ်လုံးမိုးရွာသွန်းဖို့ရှိနေပြီးမိုးနှင်းငယ်ကနေအသင့်တင့်ရွာသွန်းနိုင်ခြေရှိပါတယ်။ဒေဒီရဲဒီကနေ့နဲ့မနက်ဖြန်မှာတော့မိုးရွာသွန်းနိုင်ခြေမရှိပေမဲ့တိမ်ထူထပ်နေပါမယ်။ကြံနေ့တွေမှာတော့မိုးနှင်းငယ်ကနေအသင့်တင့်ကနေမိုးများနိုင်ခြေရှိပါတယ်။မေ25နဲ့26မှာတော့နေရောညပါမိုးရွာနိုင်ပြီးမိုးများနိုင်ပါတယ်။ကျိုက်လက်ဒီကနေ့မှာတိမ်ထူထပ်နေပေမဲ့မိုးရွာသွန်းနိုင်ခြေတော့မရှိပါဘူး။ဒါပေမဲ့ကြံရက်တွေမှာတော့မိုးအသင့်အတင်းကနေမိုးများနိုင်ခြေရှိနေပါတယ်။မော်လမြိုင်ကျွန်းဒီကနေ့နဲ့မနက်ဖြန်မှာတော့မိုးရွာသွန်းနိုင်ခြေမရှိပေမဲ့တိမ်ထူထပ်နေပါမယ်။ကြံနေ့တွေမှာတော့မိုးနှင်းငယ်ကနေအသင့်အတင်းကနေမိုးများနိုင်ခြေရှိပါတယ်။ဝါခဲမှဒီရက်တစ်ပတ်လုံးမိုးရွာသွန်းဖို့ရှိနေပြီးမိုးနှင်းငယ်ကနေအသင့်အတင်းရွာသွန်းနိုင်ခြေရှိပါတယ်။ကျုံပြောဒီကနေ့မှာမိုးရွာသွန်းဖို့မရှိပေမဲ့ကြံနေ့တွေမှာတော့မိုးရွာသွန်းဖို့ရှိပါတယ်။မေ25ရက်နေ့မှာတော့မိုးသေးထန်နိုင်ခြေရှိပြီးနေရောညပါမိုးကြီးနိုင်ပါတယ်။မော်လမြိုင်ကျွန်းဒီကနေ့နဲ့မနက်ဖြန်မှာတော့မိုးရွာသွန်းနိုင်ခြေမရှိပေမဲ့တိမ်ထူထပ်နေပါမယ်။ကြံနေ့တွေမှာတော့မိုးနှင်းငယ်ကနေအသင့်အတင်းကနေမိုးများနိုင်ခြေရှိပါတယ်။ဝါခဲမှဒီရက်တစ်ပတ်လုံးမိုးရွာသွန်းဖို့ရှိနေပြီးမိုးနှင်းငယ်ကနေအသင့်အတင်းရွာသွန်းနိုင်ခြေရှိပါတယ်။
ကျုံပြောဒီကနေ့မှာမိုးရွာသွန်းဖို့မရှိပေမဲ့ကျန်နေ့တွေမှာတော့မိုးရွာသွန်းဖို့ရှိပါတယ်။မေ25ရက်နေ့မှာတော့မိုးသေးထန်နိုင်ခြေရှိပြီးနေရောညပါမိုးကြီးနိုင်ပါတယ်။ဓနုဖြူမေလ25ရက်နေ့မှာတော့နေရောညပါမိုးသေးထန်စွာရွာသွန်းနိုင်ခြေရှိပြီးမိုးများနိုင်ပေမဲ့ကျန်နေ့တွေမှာတော့တိမ်ထူထက်ကမိုးနှင်းငယ်သာရွာသွန်းနိုင်ခြေရှိပါတယ်။ကျုံတနီးဒီကနေ့မှာရာသီဥတုတာယာနိုင်ပေမဲ့ကျန်နေ့တွေမှာတော့မိုးနှင်းငယ်စီရွာသွန်းနိုင်ပါတယ်။မေ25ရက်နေ့မှာတော့နေရောညပါမိုးသေးထန်စွာရှာသွန်းနိုင်ပြီးမိုးများနိုင်ပါတယ်။ရေကြီးမေလ25ရက်နေ့မှာတော့နေရောညပါမိုးသေးထန်စွာရွာသွန်းနိုင်ခြေရှိပြီးမိုးများနိုင်ပေမဲ့ကျန်နေ့တွေမှာတော့တိမ်ထူထက်ကမိုးနှင်းငယ်ရွာပါမယ်။အတုပ်မေလ25ရက်နေ့မှာတော့နေရောညပါမိုးသေးထန်စွာရွာသွန်းနိုင်ခြေရှိပြီးမိုးများနိုင်ပေမဲ့ကျန်နေ့တွေမှာတော့မိုးနှင်းငယ်သာရွာသွန်းနိုင်ခြေရှိပါတယ်။ကျုံမငေဒီနေ့နဲ့မနက်ဖြန်မှာတော့တိမ်ထူထက်နေပေမဲ့မိုးရွာသွန်းနိုင်ခြေတော့မရှိပါဘူး။ဒါပေမဲ့ကျန်နေ့တွေမှာတော့မိုးအသင့်အတင့်ကနေမိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။အတုပ်မေလ25ရက်နေ့မှာတော့နေရောညပါမိုးသေးထန်စွာရွာသွန်းနိုင်ခြေရှိပြီးမိုးများနိုင်ပေမဲ့ကျန်နေ့တွေမှာတော့မိုးနှင်းငယ်သာရွာသွန်းနိုင်ခြေရှိပါတယ်။ကျုံမငေဒီနေ့နဲ့မနက်ဖြန်မှာတော့တိမ်ထူထက်နေပေမဲ့မိုးရွာသွန်းနိုင်ခြေတော့မရှိပါဘူး။ဒါပေမဲ့ကျန်နေ့တွေမှာတော့မိုးအသင့်အတင့်ကနေမိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။ပန်းတနော်ဒီရက်တစ်ပတ်လုံးမိုးနှင်းငယ်ကနေအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။အိမ်မဲဒီကနေ့မှာတိမ်ထူထက်နေပေမဲ့မိုးရွာနိုင်ခြေမရှိပါဘူး။ကျန်နေ့တွေမှာတော့မိုးနေငယ်ကနေအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။မေ25ရက်နေ့မှာတော့နေရောညပါမိုးရွာသွန်းနိုင်ပါတယ်။နတိုင်းချောင်းမေလ25ရက်နေ့မှာတော့နေရောညပါမိုးသေးထန်စွာရွာသွန်းနိုင်ခြေရှိပြီးမိုးများနိုင်ပေမဲ့ကျန်နေ့တွေမှာတော့အများအားဖြင့်တိမ်ထူထက်နိုင်ပြီးမိုးနှင်းငယ်သာရွာသွန်းနိုင်ခြေရှိပါတယ်။လေးမျက်နှာဒီရက်တစ်ပတ်တစ်ခုလုံးမိုးနှင်းငယ်ကနေအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။စားမလောက်မေလ25ရက်နေ့မှာတော့နေရောညပါမိုးသေးထန်စွာရွာသွန်းနိုင်ခြေရှိပြီးမိုးများနိုင်ပေမဲ့ကျန်နေ့တွေမှာတော့အများအားဖြင့်တိမ်ထူထက်နိုင်ပြီးမိုးနှင်းငယ်သာရွာသွန်းနိုင်ခြေရှိပါတယ်။ပြင်ဆက်လူဒီကနေ့ရာသီဥတုတာယာနိုင်ပေမဲ့မနက်ဖြန်ကစလို့တိမ်ထူထက်ကမိုးနှင်းငယ်ကနေအသင့်အတင့်ရွာသွန်းနိုင်ပါတဲ့မေ25မှာတော့နေရောညပါမိုးသေးထန်စွာရွာသွန်းနိုင်ပြီးမိုးများနိုင်ပါတယ်။